ဆန်အချက်တွေမှာပြည်သက်များကိုနောက်ဆုံးနှုတ်ခွန်းဆက်နှုတ်ဆက်ပေးမယ်ဇက်တွေဖွဲ့ကြီးကတော့အောင်စမှုဇက်တွေဖွဲ့ကိုပြန်လာတာပြရပါဦးရှင်Hey!